ဗုဒ္ဓပူဇနီးယသချင်းကိုဆိုရင်နေခဲ့ရတော့ကြာပြီဒါပေမဲ့ကိုကြောင့်မူရင်းသချင်းရတာပြတ်သွားမှဆိုးတာရဲ့ပြီးတော့အမားတွေအများကြီးပါမှဆိုးတာရဲ့ကြောင့်ဒါပေမဲ့ဒီနေ့တော့ဆိုလိုက်ပါပြီပူဇော်ခြင်းလို့ပါအကိရတံဝေရုကံငမအောင်နေကိုပါကုံဆုံးပြေဝါရေမြတ်ဗုဒ္ဓလေးမြတ်ဗုဒ္ဓကာယဝစီမနောချီဣဇလိတာအကျံပူဇော်ဂုဏ်တော်မြတ်ကိုဥညုခလေးဥညုခဗုဒ္ဓမယံပူဇီမိဗုဒ္ဓမယံပူဇီမိဗုဒ္ဓမယံပူဇီမိဒေသနာဉာဏ်နိယုရှံ၆တန်ဂုဏမပြတ်ဟန်ဆုံးပြေဝါရေမြတ်ဓမ္မလေးမြတ်ဓမ္မကာယဝစီမနောချီဣဇလိတာအကျံပူဇော်ဂုဏ်တော်မြတ်ကိုဥညုခလေးဥညုခဓမ္မမယံပူဇီမိဓမ္မမယံပူဇီမိဓမ္မမယံပူဇီမိဘုရားတော်မံတန်ခါမူရှတရိယနဝကုံဆုံးပြေဝါရေမြတ်တန်ခါလေးမြတ်တန်ခါကာယဝစီမနောချီဣဇလိတာအကျံပူဇော်ဂုဏ်တော်မြတ်ကိုဥညုခလေးဥညုခ